မင်္ဂလာပါဒီဗီဒီယိုလေးမှာကျွန်တော် TikTok ကို connect လုပ်တဲ့ချိန်တယ်ပေါ့နော်ချိန်ပြီးတော့ဒီတခြား admin တယောက်ကို permission ဘယ်လိုပေးလဲကျွန်တော်ပြပေးမယ်ဒီ TikTok ကို login ဝင်နေချိန်တာကတော့အရှိမဗီဒီယိုတစ်ခုလုပ်ပေးထားတာရှိတယ်ဒါပေမဲ့ဒီမှာအကျန်းလေးပြန်ပြလိုက်မယ်ကျွန်တော်တို့ဒီတဲ့ pancake တဲ့ကိုဝင်ပြီးရင် connect ကိုနှိပ် TikTok ဖြစ်တဲ့အတွက် TikTok ကိုရွေးပေါ့နော်တကယ်လို့ရှိပြီးသားဆိုရင်ဒီမှာပေါ်လိမ့်မယ်ပေါ့နော်ကျွန်တော် TikTok ကိုရွေးမယ်ပြီးရင်ကျွန်တော်တို့ connect with the TikTok ကိုနှိပ်လိုက်ဆိုရင်ဒီမှာ successful ဖြစ်သွားပြီဒါက TikTok account ကိုချိန်တာဒါကလွယ်တယ်ဒီကနေပြီးတော့ဒီ TikTok ကိုတခြား admin တယောက်ကို permission ပေးဖို့ဆိုရင်ဒီမှာကျွန်တော်တို့ permission သွားပေးဖို့လိုတယ် setting တွေက user permission မှာသွားပေးဖို့လိုတယ်ဒီမှာ permission က2ယောက်ရှိနေပေါ့နော်ကျွန်တော်ဒီသူ့ကိုပြန်ထုတ်ပြီးမှပြန်ပေးပေးမယ်ကျွန်တော်တို့ပြန်ထုတ်လိုက်မယ်ဒီမှာ1ယောက်ပဲရှိတယ်เนาะအဲ့တော့ဟိုဘက်မှာကျွန်တော် account အခမ်းမဲ့ account မှာသွားကြည့်မယ်เนาะဆိုတော့ဒီမှာကျွန်တော်တို့ဟိုဘက်က page မရှိဘူး TikTok နှစ်ခုပဲရှိတယ်เนาะ page မရှိဘူးဆိုတော့အဲ့ဒီအရာကိုကျွန်တော်တို့ဒီမှာသွားထည့်မယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ permission ဘယ်လိုပေးမလဲဆိုလွယ်ပါတယ် add new ကိုနှိပ်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာcreate connect code လုပ်လို့ရတယ်ဒီ code ကိုဟိုဘက်က connect code နေရာမှာသွားထည့်လို့ရတယ်ဒါပေမဲ့ဒီ add user ကတော့ပို့ပြီးတော့လွယ်တယ်ဆိုတော့ add user လေးနဲ့ကျွန်တော်ထည့်ပြမယ်ဒီမှာကျွန်တော်ဘယ်လို level ပေးမလဲရွေးပေါ့နော် editor ပေးမှလား moderator ပေးမှလားရွေးမယ်ကျွန်တော်တို့ဒီမှာ administrator ပဲပေးလိုက်မယ်ပြီးတော့ကျွန်တော် email ရိုက်ထည့်လိုက်အောင်မယ်နော်ပြီး enter ခေါက်လိုက်ပေါ်လာပြီဒါဆိုကို permission ပေးမဲ့ account တန်းပေါ်လာတယ် click လေးနှိပ်မယ် add new နှိပ်လိုက်ရင်ဒါသူမေးလိုက်မယ် sure ဖြစ်လာပါတော့ဒေတာလည်းကျွန်တော်နှိပ်လိုက်တယ်ဆိုတော့ဒီမှာ success ဖြစ်သွားပြီအဲ့တော့ကျွန်တော်ဟိုဘက်မှာသွားဆက်မယ်ဒီ administrator အောက်မှာလည်း2ယောက်ဖြစ်သွားပြီပေါ့နော် okay ဒီဘက်အောက်မှာသွားဆက်ပြီးဆိုတော့ကျွန်တော် refresh လုပ်ပေးဖို့လိုတယ် refresh လုပ်လိုက်တာနဲ့သူရောက်နေလိမ့်မယ်နော်ဒီမှာရောက်နေပြီနော်ဒါဆိုရင် permission ရသွားပါပြီကျေးဇူးတင်ပါတယ်